အောင်စပူကြောင့်ကင်မရာရှိကိုပြန်လည်ရောက်ရှိလာပြီးဖြစ်တဲ့မိကဗျာရဲ့သတင်းစကားကြောင့်လူမှုကွန်ရက်ပေါ်မှာအတတ်သရောဖြစ်လာခဲ့ရပါတယ်။မိကဗျာရဲ့အေဂျင့်နဲ့အလားတရားတွေနဲ့အောင်စပူရဲ့ဖန်တီးမှုတွေပေါင်းစပ်လိုက်တဲ့အခါမှာတော့တကယ့်ကိုပြီးပြည့်စုံတဲ့ပုံရိပ်လေးကဖြစ်ပေါ်လို့သွားခဲ့ရပါတယ်။အနုပညာလုပ်တွေကိုနားထားတာကြာပြီဖြစ်ပေမဲ့လည်းမောင်လေးအတွက်အချိန်ပေးခဲ့တဲ့မောင်လေးအောင်စပူအတွက်အချိန်ပေးခဲ့တဲ့မိကဗျာရဲ့စိတ်ထားလေးကိုတော့တကယ့်ကိုလေးစားစရာကောင်းလာပါတယ်။မိကဗျာရဲ့အနုပညာခြေလှမ်းသက်တွေကိုမျှော်လင့်နေကြတဲ့ပရိသတ်ကြီးကလည်းသူမကိုအမြဲတမ်းဝန်းရံအားပေးနေတာကိုတွေ့ရှိခဲ့ရတာကြောင့်မိကဗျာကတော့ယခုလိုမျိုးကျေးဇူးတင်စကားဆိုလာခဲ့ပါတယ်။မိကဗျာကတော့မင်းသမီးလုပ်ကိုရန်နာထားတာကြာပြီဖြစ်တယ်လို့ရန်နာထားတဲ့နောက်ပိုင်းမှာလည်းကိုပိုင်ဆိုင်လေးတွေဝင်ပြီးတော့စီးပွားရေးလုပ်ငန်းတွေကိုတိုးချဲ့လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ export တွေဆိုင်တွေဆိုပြီးတော့ခြေလန်းစတင်ခဲ့တာဖြစ်ပြီးတော့ခုချိန်မှာတော့မြန်မာနိုင်ငံကဆိုင်ခွဲပေါင်းများစွာကိုဖွင့်လှစ်နိုင်တဲ့အထိကိုအောင်မြင်နေခဲ့တာလည်းဖြစ်ပါတယ်။ဒါ့ပြင်မှာတော့မိကဗျာကရာသီအလိုက်ဈေးရောင်းပွဲတော်တွေကိုလည်းလိုက်လံရောက်ချလေးရှိသလိုဈေးကွက်မြင်တဲ့အတွက်အခုဆိုရင်တော့ပဲခူးမြို့ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပါပဲမြန်မာနိုင်ငံရဲ့နာမည်ကြီးစက်မင်းသားလေးဦးကတော့အခုလက်ရှိချိန်မှာပဲခူးမြို့မှာကပြဖြိုးပြနေခဲ့တာဖြစ်တဲ့အတွက်ပဲခူးမြို့သူမြို့သားတွေကြားထဲမှာနာမည်ကြီးပြီးတော့စီကားလို့နေခဲ့တာလည်းဖြစ်ပါတယ်။ရွှေမော်တော်ဖျားကိုအကြောင်းပြုပြီးတော့ဖိုးချေစွမ်းစာနေစမ်းရည်မို့အောင်စပူတို့ကလည်းကပြဖြိုးပြသွားမှာဖြစ်ပြီးတော့ပွဲတော်ရက်ကို10ရက်တိတိသတ်မှတ်ကျင်းပသွားမှာပဲဖြစ်ပါတယ်။ကိုပိုင်ဆက်ထောင်ထားတဲ့အောင်စပူကတော့ပွဲတော်ရက်10ရက်ပတ်လုံးကိုကပြဖြိုးပြသွားမှာဖြစ်ပြီးတော့ဖျားပွဲကြီးကကြက်ပြန်မကစီကားလို့နေတာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့မိကဗျာကလည်းဒီခွင့်ရေးကိုလက်လို့မခံပဲပဲခူးမြို့ရွှေမော်တော်ဖျားကိုအရောက်သွားပြီးတော့ဈေးရောင်းချခဲ့တာပါ။သူကိုယ်တိုင်ဈေးကိုရောင်းချပေးနေတာကြောင့်မိကဗျာကိုလာကြည့်တဲ့သူတွေနဲ့ဈေးကလည်းလက်မလဲအောင်ရောင်းရနေတယ်ဆိုပေမဲ့လည်းဆိုရှယ်မီဒီယာနဲ့ဝယ်သူတွေကြားထဲမှာတော့မိကဗျာရဲ့အထည်တွေကဈေးကြီးတယ်ဆိုပြီးတော့နာမည်ကြီးတက်လာခဲ့ကြပါတယ်။မိကဗျာကတော့သူမရဲ့အထည်တွေကိုရှော့ဈေးတွေနဲ့ပေးပြီးရောင်းချတယ်ဆိုပေမဲ့အရင်တစ်ထည်ကို15000 18000ဈေးနဲ့ရောင်းချနေတာဖြစ်ပြီးအင်ဂျင်နဲ့ဈေးနှုန်းကမကိုက်ညီဘူးဆိုပြီးတော့ပြောဆိုနေကြတဲ့သူတွေလည်းအများပြားရှိလာခဲ့ပါတယ်။ဖျားပွဲမှာအထည်တွေကိုဈေးတင်ရောင်းချနေတဲ့မိကဗျာဆိုပြီးတော့ပရိသတ်တွေကြားထဲမှာပြောဆိုများလာခဲ့ပါတယ်။တချို့ကလည်းမိကဗျာကဈေးရိုက်တာကိုမြင်တာမကောင်းဘူးရေလို့စနောက်နေကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းဘလို့ပဲဝေဖန်နေပါစေမိကဗျာကတော့သူ့ရဲ့ဆိုင်ကရောင်းအားကောင်းလို့စိတ်ညစ်နေရတဲ့ထီတောင်မှရောင်းနေရတယ်ဆိုပြီးတော့ဖြေဆိုလာခဲ့ပါတယ်။အားပေးကြတဲ့အတွက်ဈေးရောင်းကောင်းလို့မိကဗျာတို့ကပင်မလို့တောင်မှစိတ်ညစ်နေရပါတယ်ဆိုပြီးတင်ရောင်းသမျှအကုန်လုံးလဲကုန်သွားပြီးတော့အိတ်တွေဆိုရင်လည်းဝက်ကွဲအားပေးကြလို့ယခုလိုမျိုးထုတ်ပြောလာခဲ့ပါတယ်။အောင်စပူကိုလာရောက်အားပေးကြတဲ့ပရိသတ်တွေကတော့မိကဗျာရဲ့ဆိုင်ကိုလည်းဝင်ပြီးတော့အားပေးကြတဲ့အတွက်ဘူးဘူးနဲ့အပြပြဆိုပြီးတော့တနေ့သူတို့ရဲ့ပတ်စံတွေကုန်နေရပြီဆိုပြီးပဲခူးမြို့သူမြို့သားတွေကတော့စနောက်နေခဲ့ကြတာပါမိကဗျာကတော့ export ထည်တွေနဲ့သူကိုယ်တိုင်ထုတ်လုပ်ထားတဲ့ထည်တွေကိုဒီလိုမျိုးဈေးထဲမှာရှော့ဈေးတွေနဲ့အခါသိရင်တင်တယ်လို့ရောင်းချပေးလေရှိသူလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့တောင်ကြီးတက်ဆောင်ပိုင်းပွဲဆိုရင်လည်း15ပြီးတော့ကိုရောင်းချခဲ့တယ်လို့ဝက်ကွယ်ရောင်းချခဲ့တာလည်းဖြစ်ပါတယ်ဒီလိုမျိုးဈေးကွက်တွေကိုမြင်